ကဲအကူမတွေအားလုံးမင်္ဂလာပါဗျကိုနေ့ရဲ့အကူမတွေအားလုံးမင်္ဂလာပါတပတ်စာနော်တပတ်စာလိုက်လေးစမယ်ဗျအားလုံးမင်္ဂလာပါတပတ်စာလိုက်လေးစမယ်နော်အားလုံးဝင်လာခဲ့ကောမလေးတစ်ချက်မှန်ဗျာရှယ်လို့ရတဲ့ကိုမလေးရှယ်မယ်နော်အဲ့တော့ကြံခဲ့တဲ့ဘက်က9ဘူးရတဲ့ကိုမလေးကောမမှတ်မယ်နော်အဲ့တော့တစ်ပတ်တီးရတဲ့ကိုမလေးမှတ်မယ်9ဘူးရတဲ့ကိုမလေးမှတ်မယ်3ညပတ်တီးရတဲ့ကိုမလေးမှတ်မယ်နော်5ပတ်တီးရတဲ့ကိုမလေးမှတ်မယ်ကဲအားလုံးပဲရှယ်ထားမယ်နော်ရှယ်ထားမယ်လိုက်လက်မလေးနှိပ်ထားမယ်အဲ့တော့ကိုနေပေးတဲ့3လုံးအခွေပေါ့နော်3လုံးအခွေနောက်တစ်ခုကကျွန်တော်ပြောနေတာတော့ဗျာအခွေမှာလည်းအပူးပါမယ်အပူးပါထဲမွေးဆိုရင်အပူးပါထဲမွေးမှရမယ်နော်အားလုံးပဲမင်္ဂလာပါအဲ့တော့ share ထားမယ် comment လေးတွေမှတ်မယ်နော်အပူးပါထဲမွေးမှရမယ်အပူးထဲဆိုအပူးပါထဲမွေးမှရမယ်အဲ့တော့ comment လေးတွေမှတ်မယ်အဲ့တော့ဖုန်းနံပါတ်ပင်ထောက်ပေးမယ် share လို့ရတဲ့ကိုမတွေ share မယ်နော်အဲ့တော့ကြံခဲ့တဲ့ဘက်ကတော့ကိုဘူးရတဲ့ကိုမတွေ comment မှတ်မယ်ပြီးတော့တစ်ပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်နော်3ညပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်5ပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်နော် share လို့ရတဲ့အကိုမတွေ share မယ်အဲ့တော့ဖုန်းနံပါတ်ပင်ထောက်ပေးထားတယ်3996811256ကိုဓာတ်ရိုက်ဖုန်းဆက်မယ်နော်ဓာတ်ရိုက်ဖုန်းဆက်မယ်နော်ဓာတ်ရိုက်ဖုန်းဆက်မယ်3လုံးခွင်းနဲ့မွေးကနဲ့လိုချင်ပါတဲ့ကိုမရှိရင်ဓာတ်ရိုက်ဖုန်းဆက်မယ်နောက်တစ်ခုကနော်အဲ့တော့ဟိုဖုန်းဆက်ပြီးမှ Viber ကလာယူတာကောင်းလိမ့်မယ်နဲ့တူတယ်နော်ဘာဖြစ်လို့လဲဆိုတော့တချို့က Viber မှာလာယူတယ်လာမယူဘူးမဟုတ်လာယူတယ်နော်လာယူပြီးွားရင်နော်ကနန်းကများလာ ਈ လားလို့နော်အခွေကဟိုဘာဖြစ်တာတော့ညာဖြစ်တာတော့နော်ရိုးရှင်းလေးရပေးတာသူကနော်3လုံးခွေနဲ့မွေးကနန်းမှာသူကအခွေကိုတင်မွေးမယ်မွေးကအခွေရဲ့မွေးကနန်းတစ်ကွက်ကိုတင်မွေးမယ်နော်ဒါရိုးရှင်းလေးပဲပေးတာလေနော်အဲ့တော့အခွေမှာအပူးထက်မွေးဆိုရင်အပူးကသူက3လုံးအခွေဆိုတော့3ကွက်ပဲထွက်မှာဘာမှဟိုရှုပ်ရက်တွေမရှိဘူးလေဗျာနော်အဲ့ဒါလေးတချို့ကနားမလည်ဘူးအဲ့တော့ဖုန်းဆက်မယ် Viber ကလာဟိုင်းမယ်3996811256ကိုဖုန်းဆက်မယ် Viber ကနေလာယူမယ်နော်အဲ့တော့ share လို့ရတဲ့အကိုမတွေတစ်ချက်လောက် share ထားမယ်အဲ့တော့လက်မလေးတွေနှိပ်ထားမယ်မင်္ဂလာပါနဲ့မင်္ဂလာပါအဲ့တော့ကြံခဲ့တဲ့ဘက်ကပတ်တီးတွေရတဲ့ကိုမ comment မှတ်မယ်နော်နော်အဲ့တစ်ပတ်တီး3ညပတ်တီး5ပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်9ဘူးရတဲ့ကိုမတွေ comment မှတ်မယ်နော်အဲ့တော့မနေ့ကမနက်ဈေးကတစ်ခွန်ရတဲ့ကိုမတွေ comment မှတ်မယ်နော်အဲ့တော့ share လို့ရတဲ့ကိုမတွေ share မယ်အဲ့တော့ခင်ဗျားတို့ဘောကိုနေရစေတနာထားတယ်နော်ခင်ဗျားတို့ဟိုတချို့ကကြတော့ကျွန်တော်ပြောတာအကျိုးကြောင်းပြောအကျိုးကြောင်းပြောရင်ပြောအကျိုးကြောင်းမပြောရင်လည်းဟိုပါဗောဗျာကိုရတဲ့ဟာလေးပြောလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့နော်အဲ့တော့ကနန်းတနေ့မထွက်ဘူးဆိုရင်အပြစ်ပြောတဲ့လူကပေါ်လာပြီအပြစ်ပြောတဲ့လူကများတယ်အဲ့တော့ကျွန်တော်ကခမားတို့ရှိမှာနော်ဟိုပါဗောViber မှာ3လုံးခွန်းနဲ့မွေးကနန်းကိုပေါက်ပေး3000နဲ့ပေးတာနော်ပေါက်မှပေးရမယ်3000နဲ့ပေးတာကျွန်တော်မန်မာကြိုးမခေါ်ဘူးနော်အဲ့တော့မန်မာခေါ်တယ်ဆိုတာကတပတ်လုံးစာကိုသူကတစ်ချိန်ထွက်ရင်ဗျာဥမာအခွေတစ်ခွေထွက်ရင်3000နောက်ထပ်တစ်ခွေထွက်ရင်3000ဒီလိုမျိုးမလွှဲနိုင်ရင်တော့ခင်ဗျားတို့ကိုနေရပြောတယ်တပတ်လုံးစာကို9000ဝင်လို့ရတယ်အပီးတပတ်လုံးစာ9000ကြိုလွှဲရမယ်အပီးမွေးကနန်းအခွေရမယ်နှစ်တိုက်ထိပ်စီးရမယ်ထိပ်ပိတ်နှစ်တိုက်ထိပ်စီးထိပ်ပိတ်ရမယ်ပတ်တီးရမယ်တင်ကွက်ရမယ်နော်အဲ့တော့ကျွန်တော်ခင်ဗျားတို့ပေါ်မှာဒီတဲ့စေတနာထားပေးရမလားဒီတဲ့ကောင်းပေးရမလားနော်
အဲ့တော့တစ်ချိန်ထွက်လို့ရင်1000လွှဲမယ်ဆိုရင်တော့9ချိန်ပေါက်ရင်ဗျာ9000ဖြစ်နေပြီအဲ့တော့တစ်ပတ်လုံးစာကိုကိုနေက9000နဲ့ဝင်နိုင်ရင်ဝင်မဝင်နိုင်အခွေတစ်ခွေထွက်ရင်3000နော်ရိုးရှင်းလေးပြောတော့အဲ့တော့ share လို့ရတဲ့ကိုမလေး share မယ်လက်မလေးနှိပ်ထားမယ်နော်ဖုန်းနံပါတ်399681နော်3996812526ဒီ Viber 3နဲ့ဖုန်းတိုက်ရိုက်ဆက်မယ် Viber ကလာယူမယ်3လုံးခွေနဲ့မွေးကနန်းတစ်ကွက်ကဲမနက်ထိပ်စီးညနေထိပ်စီးနော်အဲ့ဒါလေးတွေ Viber ကလာယူမယ်Viber က hi မယ်မင်္ဂလာပါဆရာတဲ့မင်္ဂလာပါအဲ့တော့တစ်ပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်3ညပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်နော်5ပတ်တီးရတဲ့ကိုမတွေ comment မှတ်မယ်4ဘူးရတဲ့ကိုမတွေ comment မှတ်မယ်နော်ဟော9ဘူးရတဲ့ကိုမတွေ comment မှတ်မယ်အဲ့တော့ share လို့ရတဲ့အကိုမတွေ share မယ်နော်အဲ့တော့ဒီတစ်ပတ်အစိုးရထွက်တဲ့ပတ်တီးအစိုးရထွက်တဲ့အခွေခင်ဗျားတို့ကြိုးစားပေးမယ်နော်အစိုးရထွက်တဲ့ပတ်တီးအစိုးရထွက်တဲ့အခွေကိုနေအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ် share လို့ရတဲ့ကိုမ share မယ်လက်မလေးကြောက်ချက်နှိပ်ထားမယ် follow မလုပ်ရသေးရင်ဒီ page မှာ follow လုပ်ထားမယ်နော်ငါးလုံးအခွေမထွက်ပါ6ဘူးလေ6ဘူးလို့6ဘူးဘာဖြစ်လို့ငါးလုံးခွေမထွက်တာလဲ6ဘူးလေ15493ညအခွေ6ဘူးလေအပိုးပါထဲရမယ်လို့ကျွန်တော်ပြောတယ်လေခင်ဗျားတို့ဘာလို့ငါးလုံးခွေမထွက်တာလဲကိုကအပူးမခွထဲမခွေတာတော့ကိုနေမတတ်နိုင်ဘူးလေခုနေကခင်ဗျားတို့ပြောတယ်အဲ့ဒါကြောင့်ခင်ဗျားတို့မသိရင်လာမေးလာယူလို့ပြောတယ်လေနော်နော်6ဘူးမှတေချာကြီးပေးထားတာ6ဘူးဆိုပြီးတော့နော်အဲ့တော့ထွက်သွားတော့မှအပူးမထဲတာတို့အပူးမခွေမိတာတို့နော်အပူးထဲမခွေတာတို့ဟိုဘယ်လိုပြောမလဲဆိုတော့တင်ကွက်ပဲမွေးတာလို့ခမားတို့ကိုနေကလိုက်လွင်နေရရိုးရှင်းလေးပြောတယ်3လုံးခွေနဲ့မွေးကနဲ့တစ်ကွက်ရမယ်အပူးထဲခွေရမယ်ပြောတယ်လေ4-5ပရိတ်လည်းမထွက်ဘူးဟုတ်တယ်4-5ပရိတ်မထွက်ဘူးမှန်းနဲ့နော်6ဘူးမထွက်ဘူးလားခမားတို့ဘာလို့ခွေမထွက်တာနော်အဲ့မကြိုက်ဘူးနော်အဲ့လိုမျိုးမဟုတ်တာမပြောနဲ့မထွက်တဲ့ဟာမထွက်ဘူးပြောလို့ရတယ်ပတ်တီးထွက်တယ်အခွေထွက်တယ်နော်ဗဒိတ်ပဲပျောက်သွားတာနော်အဲ့တော့ခင်ဗျားတို့ပြောတယ်လေအပူးထဲမွေးရမယ်လို့မပြောဘူးလားပြောတယ်လေအပူးထဲမွေးရမယ်လို့နော်အဲ့တော့တင်းနဲ့1000မွေးရပေါက်ပါတယ်ဆရာတဲ့အဲ့တော့တစ်ပတ်တီးဗျာတစ်ပတ်တီးထွက်တယ်ဗျာ5ပတ်တီးထွက်တယ်3ညပတ်တီးထွက်တယ်ပတ်တီးတောက်လျှောက်ထွက်တယ်ဗျာနောက်တစ်ခါ6ဘူးထွက်တယ်ဗျာ4ချိန်5ချိန်ရတော်ပြီဗောခင်ဗျားတို့နော်အဲ့ဘာလို့ဆန္ဒဆောတာလဲဘာလို့လောဘက်ကြီးတာလဲနော်အဲ့ရှယ်လို့ရတဲ့ကိုမရှင်းမယ်အဲ့တော့ဒီတစ်ပတ်ပတ်တီးပြန်ပေးမှာနော်အဲ့တော့ဒီတစ်ပတ်ပတ်တီးလဲဒါကိုနေရခင်ဗျားတို့ပြောတယ်ကိုနေရပေးတဲ့ဟာပျောက်သွားတစ်ပတ်ပဲနော်ယုံကြည်ရင်လိုက်မယုံကြည်ရင်မလိုက်နဲ့နော်ခင်ဗျားတို့ကျွန်တော်ကပတ်တီးတစ်လုံးလဲဘယ်လောက်ပေးပါလို့ပြောပြီးတော့ပေးတာမဟုတ်ဘူးကန်ဆယ်ကြီးနဲ့ဒါလိုက်နိုင်တဲ့လူလိုက်ကိုနေရှိမှလာယူတဲ့လူကတော့အဆင်ပြေတယ်လို့ပေးဆိုပေးတာနော်အဲ့တော့ဖုန်းနံပါတ်3996812526ကိုတိုက်ရိုက်ဖုန်းဆက်မယ်ဒါမှမဟုတ်ရင် Viber ကိုလာမယ်နော်68122526ဒီ Viber 3နဲ့အဲ့တော့ဒီတစ်ပတ်က1နှစ်ပတ်တီးနော်အစိုးရပတ်တီးကိုခင်ဗျားတို့ရင်ပေးမယ်1-2ပတ်တီးနော်အဲ့တော့ကျိုင်းနေတဲ့တစ်လုံးကိုရင်လိုက်နော်ကိုနေပေးတဲ့ဟာကိုလိုက်မယ်ဆိုတဲ့ဟာလိုက်မယ်ဆိုတဲ့လူကကိုနေပေးတဲ့ဟာကိုလိုက်ပတ်တီးက1-2ပတ်တီးနော်1နှစ်အဲ့တော့29ရောက်ပဲရှိတယ် share လို့ရတဲ့ကိုမတွေ share မယ်အဲ့တော့6ဘူးရတဲ့လူဒီမှာမတွေ့ဘူးနော်ခင်ဗျားတို့အဲ့ဒါကြောင့်ပြောတာနော်ပေးတာတစ်ခုထိုးတာကတစ်ခုလှုပ်တာကတစ်ခုဒါမျိုးတွေနော်အဲ့6ဘူး5ဘူးရတယ်အဲ့14593ညအခွေက6ဘူးမထွက်ဘူးလားထွက်မတော်ဘူးလား6ဘူးနော်အဲ့တော့အခွေရဲ့တဲမှာလဲသူကအပူးပါပါတယ်လေနော်အပူးပဲထွက်ချင်ထွက်သွားမယ်အခွေတွေကကနန်းထွက်ရင်ထွက်မယ်နော်အပူးလဲထွက်ရင်ထွက်မယ်ဒါကွက်ကိုမထိုးလို့မရတာတော့ကိုနေနဲ့တိတ်မဆိုင်ဘူးလေဗျာနော်ဒါပြောပြတာ share လို့ရတဲ့ကိုမလည်း share မယ်အဲ့တော့1-2ဒီတစ်ပတ်1-2ပတ်တီ1ကိုပဲပြန်လိုက်မယ်နော်တနေ့နာအင်္ဂါ2ရက်တက်လိုက်မယ်တနေ့နာအင်္ဂါ2ရက်ပြီးတော့ဘိုလ်ဘူးကြာတာပြီးကိုနှစ်ဆက်လိုက်မယ်နော်ပဋိတ်ပေးမယ်နော်4နှစ်ပဋိတ်ဒီ4နှစ်ပဋိတ်နော်ဒီတစ်ပတ်ပဋိတ်ဒီ4နှစ်ပဋိတ်ပါနော်အဲ့တော့အခွေပေးခဲ့မယ်အဲ့တော့အခွေပေးခဲ့မယ်ကိုနေပြောသလိုထိုးရင်ခင်ဗျားတို့မရှုံးပေါက်မယ်ကိုနေပြောသလိုမဟုတ်ဘဲနဲ့ခင်ဗျားတို့စိတ်ကြိုက်ခင်ဗျားတို့ရွေးပြီးထိုးမယ်ဆိုရင်မပေါက်ရင်စောက်ပြစ်မပြောနဲ့နော်အဲ့ဒါပြောပြီးသားမပေါက်ရင်စောက်ပြစ်မပြောနဲ့ကိုနေပြောသလိုခင်ဗျားတို့ထိုးကြည့်လို့မပေါက်ရင်ပြောနော်အဲ့တော့စေတနာနဲ့လည်းပေးရသေးတယ်မထွက်ရင်မပေါက်ရင်အပြစ်ကပြောသေးတယ်ခင်ဗျားတို့ကနော်အဲ့တော့ဒီတစ်ပတ်လဲ1နှစ်ပတ်တီးပဲနော်
ဒီတစ်ပတ်လဲ1နှစ်ပတ်တီးပဲတနင်္လာအင်္ဂါ2ရက်ကို1တစ်လုံးနဲ့ယင်လိုက်မယ်နော်ယုံရင်လိုက်မယုံမလိုက်နဲ့လိုက်ကြည့်လိုက်နော်တနင်္လာအင်္ဂါ2ရက်ကို1တစ်လုံးနဲ့ယင်လိုက်မယ်ကြာလာပါသေးတနင်္ဂါခေါ်တနင်္လာအင်္ဂါ1လိုက်ဟုတ်တယ်တနင်္လာအင်္ဂါ1လိုက်နော်ဗုဒ္ဓဘူးကြာလာပါသေး2ဗုဒ္ဓဘူးကြာလာပါသေး2လိုက်နော်အဲ့တော့ပဋိခင်များတို့ရွေးပေးခဲ့မယ်ပဋိနှစ်ခုတစ်ခုရင်းနေလိုက်4နှစ်ပဋိ4တစ်လုံးနဲ့ယင်လိုက်နော်4ပဋိယင်လိုက်မယ်နော်10ပဋိကြပြီ4ပဋိလာတတ်တယ်နော်သူ့ရဲ့နက်ခတ်2ပဋိလည်းလာတတ်တယ်ဒါကြောင့်4နှစ်ပဋိပြေးတာအဲ့တော့4နှစ်ပဋိ4ပဋိကိုယင်လိုက်မယ်ပြီးမှကျွန်တော်တို့2ပဋိကိုလိုက်မယ်နော်ပတ်တိက1နှစ်ပတ်တိအင်္ဂါမကျော်1ပတ်တိယင်လိုက်မယ်1ထွက်သွားရင်2ကိုဆက်လိုက်မယ်အခွေပေးခဲ့မယ်ခင်ဗျားတို့နော်4နှစ်ပဋိအဲ့တော့ share လို့ရတဲ့ကိုမတွေ share မယ်အခွေပေးခဲ့မယ်လက်မလေးတွေနှိပ်ထားမယ်နော်အခု1 2 4 5နော်1 2 4 5 3ညနော်1 2 4 5 3ညအဲ့တော့1 2 4 5 3ညကြာလာပြီနှစ်လိုက်ဟုတ်တယ်1 2 4 5 3ညအပူပါမယ်နော်ပြောပြီးသား1 2 4 5 3ညမှာအပူပါမယ်နော်1 2 4 5 3ညမှာအပူပါမယ်အပူကထဲမွေးမှရမယ်နော်ကနန်းကြီးပဲမွေးလို့အပူကထွက်သွားရင်ပြီးကိုနေမပေါက်ဘူးလို့ခင်ဗျားတို့မပြောနဲ့နော်အဲ့တော့1 2 4 5 3ညနော်တိတိကျကျလိုချင်တယ်ဆိုရင်တော့ကိုနေဘိုင်ဘာကိုလာခဲ့နော်ခင်ဗျားတို့ကိုနေအခွေရဲ့နော်ပတ်တီးရဲ့ပဋိကထုတ်ထားတဲ့ကတ်ခင်ဗျားတို့ပို့ပေးမယ်ဘိုင်ဘာကိုလာခဲ့နော်ဒါပေမဲ့နော်တစ်ချိန်ထွက်ရင်ခွေတစ်ခွေထွက်ရင်3000လွှဲရမယ်လူချင်းဘိုင်ဘာကိုလာခဲ့1 2 4 5 3ညအပူပါထည့်မယ်နော်သူညာကို68 11 25 261ဘိုင်ဘာ3နဲ့သူညာကို68 11 25 261ဘိုင်ဘာ3နဲ့နော်အဲ့တော့ခင်ဗျားတို့ပြောပြတာလေဆိုရဲ5လုံးအခွေဒီများရင်ကိုနေရှိမှာ3လုံးအခွေလာယူဘိုင်ဘာမှာနော်အရင်တော့ပေါ့မမကြီး3000ခေါ်တယ်နော်အခုမမကြီး3000မခေါ်ခင်ဗျားတို့တစ်ချိန်ထွက်ရင်တော့ပေါက်ပေး3000လွှဲရမယ်အခွေတစ်ခွေထွက်ရင်3000လွှဲရမယ်နော်တစ်ပတ်ကိုအခွေ2ခွေထုတ်တယ်နော်တစ်ခွေထွက်ရင်3000လွှဲရမယ်အဲ့ဒါလိုချင်ရင်လာယူပြီးမှတော့ခင်ဗျားတို့ပတိပဒမပြောနဲ့ကနန်းကများတာလို့နဲတာလို့နော်အဲ့တော့အခွေကမထွက်တာလို့ပြောတဲ့အတိုင်းထိုးရင်ခင်ဗျားတို့မပေါက်ဘဲမနေဘူးပြောတဲ့အတိုင်းမထိုးလို့ဖြစ်ရတဲ့ကိစ္စတွေနော်အဲ့တော့ share လို့ရတဲ့ကိုမတွေ share မယ်လက်မလေးတွေနှိပ်ထားမယ်အဲ့တော့ဒီတစ်ပတ်သူကကနန်းက38နှလုံးချန်တယ်အခွေကားတဲ့ဘယ်နှကြိမ်ထွက်လဲဗျာနော်အဲ့တော့အခွေကသူကဒီတနင်္လာအင်္ဂါ2ရက်ဗျာတနင်္လာအင်္ဂါဗုဒ္ဓဘူး2ရက်မှာသူကတခွေထွက်မယ်နောက်တဲ့သူကဒီအင်္ဂါနေ့မှာတကယ်ထွက်သွားရင်ဗုဒ္ဓဘူးကြာပြီးတောက်ကြပေါ့ဒါတခွေထပ်လိုက်မယ်ဒီလိုမျိုးပြောတာနော်အဲ့တော့ share လို့ရတဲ့ကိုမ share မယ်လက်မလေးတွေနှိပ်ထားမယ်နော်အဲ့တော့ကြံခဲ့တဲ့ဘက်ကအခွေမှလည်းကိုနေပြောတယ်ခင်ဗျားတို့6ဘူးနော်6ဘူးထိုး6ဘူးပါပါတယ်ဒါပေမဲ့ကိုယ့်ကိုမထိုးလို့မရတာတော့ကိုနေနဲ့သိမဆိုင်ဘူးလေဗျာနော်ဒါရွေးထိုးလို့အပူးမပေါက်တာတော့ကိုနေနဲ့မဆိုင်ဘူးနော်ပြောပြတာနော်အဲ့တော့ဗိဆုံးနေရလဲခင်ဗျားတို့ညီကိုမပေးခဲ့ဘူးလားကိုနေနော်အဲ့တော့ကိုကြိုက်တာကိုရွေးထိုးလို့ကနန်းကများပါမညီကိုဆိုလဲ10ခွက်ထွက်မယ်ဘူပရိတ်ဆိုလဲ10ခွက်ထွက်မယ်နော်ပရိတ်တစ်ခုဆိုရင်10ခွက်ထွက်တယ်ဗျာအဲ့တော့ကိုကြိုက်တာကိုရွေးထိုးလို့မပေါက်တာတော့ကိုနေနဲ့မဆိုင်ဘူးဗျာနော်သိပြီးတော့အဲ့တော့ပြောပြလား share လို့ရတဲ့ကိုမလေး share မယ်လက်မလေးတွေတယောက်ချက်နှိပ်ထားမယ်နော်ဘိုက်ပါတဲ့ဖြစ်လို့ပါတဲ့ဘိုက်ပါမရရင်ဖုံးဆက်မယ်နော်ဖုံးဆက်မယ်တပတ်လုံးသာဝင်ကျင်ရင်လည်းဝင်လို့ရတယ်တပတ်လုံးသာအပီး9000ငွေကြိုလွှဲရမယ်နော်ခွင်း2ခွေရမယ်ပထမ1ခွေရမယ်ဒုတိယ1ခွေရမယ်ထိပ်ပိတ်ရမယ်နော်ထိပ်စီးရမယ်အပိတ်ရမယ်နော်အဲ့တော့1နှစ်ပတ်ဒီနော်2 4 PK ဟုတ်တယ်2 4 break နော်2 4 break အဲ့တော့နောက်တစ်ခုကအခွေက1 4 5 3ညအခွေအပူးထည့်မယ်နော်အဲ့တော့ share လို့ရတဲ့ကိုမ share မယ်လက်မလေးတွေနှိပ်မယ်နော်အားလုံးကျေးဇူးတင်တယ်နော်လိုချင်တဲ့ကိုမတွေရှိရင် Viber ကိုလာယူမယ်နော်များများလေး share ထားမယ်နော်အဲ့တော့နောက်